အားလုံးပဲမင်္ဂလာပါရှင်။အမတို့စီမှာရှားပါတဲ့ငမောင်းမလေးကြော်ပြမှာဖြစ်ပါတယ်ရှင်။ကြော်မှာဖြစ်တဲ့အတွက်အတုံးနဲ့ကြည့်လို့လီးပါမယ်ရှင်။ငမောင်းမလေးကစားစနွက်နဲ့ပြီးသားလေးဖြစ်ပါတယ်။တုံးလို့ပြီးသွားပါပြီရှင်။ငါးကြော်တဲ့အခါမကက်စေဖို့အကြော်မုံလေးထည့်ပါမယ်ရှင်။ကြော်ပြီးလို့ကြက်တဲ့အနေထားလေးရောက်ရင်ကြက်သွန်ပြူလေးအုပ်လိုက်ပါနော်ကြက်သွန်ပြူလေးနဲ့ဆိုတော့အနံ့မွေးမွေးလေးနဲ့ပူပြီးစားကောင်းတော့ပါရှင်ဒါလေးကတော့မယန်းသီးတောင်းလေးဖြစ်ပါတယ်ရှင်မောင်းမကြော်လေးရယ်မယန်းသီးတောင်းလေးရယ်ပဲသီးချက်လေးရယ်နဲ့လိုက်ဖက်နေရောပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်